Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ရှိမှာဒါဒီဘက်ကတော့ကျွန်တော်တို့ iPhone 13လေးကိုကျွန်တော်တို့ရှိမှာ original မှန်လဲပြီးတော့မှ message ဖြောက်တာပါเนาะ message ဖြောက်တော့ကျွန်တော် IC လေးပြန်ပြီးတော့မှ Kelly ဆိုပြီးတော့မှပြန်ကတ်နေတာပါเนาะဒီဘက်ကတော့နောက်တစ်လုံးကတော့ဒီဘက်မှာတော့ကျွန်တော်တို့ iPhone 15 Pro Max လေးပေါ့เนาะ15 Pro Max လေးကို customer phone လေးကကျွန်တော်တို့မှာပေါ့เนาะ backlight ထိရပါပေါ့เนาะ backlight ထိတော့ကျွန်တော်တို့ရှိမှာ backlight original လေးပြန်လဲမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ထည့်ပေးမယ် backlight original လေးပေါ့เนาะလူချင်းပြီးတော့ကျွန်တော်တို့ရှိမှာ backlight လဲရဆိုလို့ရှိရင်အရင် Apple original အတိုင်းကျွန်တော်ပြင်ရစီရမှာเนาะအဲ့ဒါလည်းမဖြစ်ဘူးတော့ကျွန်တော်တို့ဘက်ကဒီစားလေးလုပ်ပေးပါတယ်နော်ဒါတော့ backlight လဲဖို့အတွက်ကျွန်တော်တို့အပူပေးနေပါတော့ပူပေးနေပြီးတော့ခွာပြမယ်နော်ခွာပြပြီနော်ဟုတ်လား